မမိုးသမားတယောက်တောင်းရက်နေတော့ဗျာလာပါဦးဗျာဆရာတော်ကတိုက်လိုက်ပါပဲဟာအဲ့တော့ကိုတိုက်ပါလေဗျာဗျာဒါရှောက်ပေါင်းလာမယ်ဘောင်းမရစကွဲနေတယ်လေးဝင်အောင်လို့ဟာလေးဝင်အောင်လို့ဟာအခုဘာကိစ္စလဲကိုပြေးကနေအောင်နော်မင်းဘာလို့ဘာလို့နေအောင်လဲအငိတ်ကနေမြင်တဲ့ကနေဘာလို့ကမြင်းနေရတဲ့ကအငိတ်ကနေတာအငိတ်ဘယ်အားရလဲအားရစကားပြောတာပြောအဲ့ဖက်နဲ့သူ့အောက်ချနောက်ထဲမှာချီးတော်တယ်နော်နော်တချစ်တော်ကလေးမပြောတာကြဘူးလို့ကွာတချစ်ဆိုတာဆိုအခုနကျုပ်တို့မင်းသမီးငင်းညာခံကနေတာငင်းညာခံတော့ငင်းညာခံရတာလည်းဘာဟာခင်ဗျာကိုတော့ခင်ဗျာလည်းအောက်ဘာမှတော့ကောင်းမနေနဲ့ဆိုစကားပြောရမှာဗျာပြောတယ်တော့နည်းနည်းလေးဟာတိလို့လားခင်ဗျာနည်းနည်းစကားနည်းနည်းပြောတကယ်အမှုသမားကိုသူတော့မမှုတယ်တော့ဘူးလေကြည့်ရတယ်ဒီမှာအုတ်ချုံနဲ့စီကန်းကအရန်ကောင်းတာငါအရက်တမတရားမှတွေ့တယ်ခုဓာကြီးတွေ့တာပဲမသိဘူးမသိပြန်ခါလေပြန်ခါလေငါတွေ့တယ်မသိဘူးလေပြန်တော့ပြန်တော့မသိဘူးမပြောတော့ဘူးမပြောဘူးဗျာတော့ဒီနေ့စကားမပြောဘူးတော့ဒီနေ့စကားပြောတယ်တော့အားလေးခေါ်ပြီးတော့မပြန်ဘူးလေကချတာလေငါတို့ကိကိရတယ်မကြွရတယ်ကိုနောက်ကဝင်းကြီးကစောင်းလို့နေလေအေးနောက်ကဝင်းကြီးကနှခမ်းမိုးကြီးဆိုပြီးစောင့်လို့ရှိမှလားဒီမဲ့အရက်ကလည်းမသွားခိုင်းတာပူးချစ်နေရတော့ဆရာဖြစ်ရတော့တပည့်တော်တောင်းပန်ပါတယ်ဗျာငင်းညာကအင်ဂျီဖွဲ့အငိမ့်ဖွဲ့ဖြစ်တာမဟုတ်လို့တပည့်တော်အားလုံးကိုစားတောင်းပန်ပါတယ်တပည့်တော်အငိမ့်ဒါမဲ့ဒါကြောင့်အားထိုင်ရမှာငါတို့ဖွဲ့အဲ့တော့ဘောင်းမကြော်နဲ့ဟဲ့တရားအမွှေးတွေနဲ့ပါဟဲ့ကအမွှေးတွေနဲ့ဘာလို့လူလာတို့ပေါ့နေတာငါကြီးတော့ခိုင်းထားတာမလို့ကျမပြောမယ်ဘာကိစ္စတော့ကျမညီကိုမမစောစောကတက်လာတယ်နော်ဟုတ်ကမပွဲရင်းနေရှိတယ်နော်ဟုတ်တယ်စကားတည်းအေးလက်စောနဲ့နန်းစောနေအောင်နောက်နေဆုံးပြောရှင်မတူတော့နောက်နေဆုံးပြောငင်းညာခါကောင်းကြီးကွာပြင်းနဲ့တရားရေးတယ်တော့ခဏမှဘုမဆိုရဲကောအသိနေရအောင်အဲဒီစကားမျိုးတော့ပြောရအနောက်ဆိုကျမနာမကတ်နဲ့ကျမဆရာမငင်းညာခံကျွန်တော်တကယ်မသိရစသိဘူးလေဒီစစင်ရောဒီလောက်အဝေးမှာကျမတန်းနေကျိုးအောက်ကပြင်းနေနဲ့ကျိုးပဲကုန်တော့မှာပဲဒါဘဘိုးတိုင်းဆိုတော့ကျမတို့ကဟိုမကွေးတိုင်းမန္တလေးတိုင်းလာတာဆိုတော့ဒီမှာအသိမရှိဘူးကျမမသိဘူးသိကြတဲ့ရှင်ကျွန်တော်အတန်းမမမီအတန်းဘာတန်းကိုထွက်နေမှာမင်းပြောနေတာမှတ်မိနေလားအဲ့လိုဘယ်လိုမှမကျွန်တော်ကမမမီတာတော့မကျန်ကြပါကျွန်တော်မသိဘူးရှင်ခင်ဗျားဘယ်လိုလဲမသိဘူးခင်ဗျားနောက်မှရောက်တယ်လည်းဘယ်လိုကြည့်ရတာမောင်တော်တယ်မောင်ကျမချစ်တယ်မောင်ဒီကဘူပေါင်းလို့ခေါ်တယ်ဒီကဘူပေါင်းလို့ခေါ်တယ်ဒါငါချစ်တော့ကိုခွေးကြိုက်တာခဏလေးပါရက်ဆက်လိုက်တာမောင်ရဲ့ရက်ဆက်လိုက်တာမတွေ့ရတဲ့တိတော့တွေ့မှာမောင်တယောက်ပူစားသွားလိုက်တာအိုမင်းကြီးရောနေတဲ့ရုပ်နဲ့ကျမစီကိုပြန်လာနေတယ်ကျမမချစ်ဘူးမောင်မချစ်ဘူးမောင်နဲ့ကျမနဲ့ချစ်စင်တော့ကမောင်ကဘုံကြီးရှင်တတိသားလေမောင်အမေကညီလုံနေကြတဲ့အငိမ့်သမားနဲ့ငါသားသဘောမတူဘူးလို့ပြောတော့ဟာဒီအငိမ့်သမားရင်ကွဲလာတာပေါ့မောင်ရဲ့ဒါပေမဲ့ကျမချစ်တဲ့လူကအားမငယ်နဲ့ချစ်သူမောင်နီးစာကိုအလုပ်ကိုကြိုးစားမယ်ဆိုပြီးတရွာဝင်တရွာထွက်တဲ့မောင်တယောက်ကိုရီးယားခင်လက်ရောက်ခဲ့တယ်လေနောက်တော့ပြိုင်ဘက်တွေများလို့အဲ့ဒီအလုပ်ကအရင်ပြုတ်ပြီးဆိုပြီးဟိုးကန်ကစောရောကိုတက်ပြီးမောင်ကကြိုးကြိုးစားစားနဲ့မိသွေးထုတ်ပြန်တယ်နောက်တော့လေတစ်ကောက်ပြုံးတီးမှုနဲ့ရဲနေလိုက်ခံလို့ကိုပြေးပြီးအချိန်ရေးဆိုပြီးပြောပါရင်မင်းကိုရောက်တယ်အဲ့ဒီကျမအတွက်နဲ့တအိမ်ဝင်တအိမ်ထွက်တအိမ်စစ်တအိမ်တဲ့နဲ့ကြိုးကြိုးစားစားအမွေးကြိုလိုက်စုရကလည်းစလဲမွေးဟုတ်တော့ဗီဒီယိုတွေကငါရောက်နေမွေးတွေထောက်ဖို့မရဘူး
အခုကျမကလည်းငါတက်တဲ့မောင်မောင်ကိုဒီလိုမျိုးဘဝနဲ့ပြန်တွေ့ရမယ်လို့ကျမတွေးမထားဘူးမောင် တော်တာပါကွာငါဘဝချင်းတရားချင်းကဒီလိုကိုဘူးကမင်းသိပါလေငါမဆရာဝန်ကြီးဖြစ်မယ်ဆိုတာသိသိရဲ့နဲ့ ဟုတ်တယ်မောင် ဆရာဝင်နေ ထောက်တာကြီးဖြစ်မယ်ဆိုတာသိသိရဲ့နဲ့ စီးတော့တော့ဘယ်လိုဟာမှမသိတဲ့ကောင်က မာတို့ မပါပါမမရဲ့ ဒေဒီတို့မာမီတို့ ရုပ်တွေကြီးနဲ့လိုက်ပါလေ ဒီတို့မေမေတို့သူတို့ပေးလာတဲ့သူကိုမယူရတဲ့မင်းတော်ကိုလိုက်ကြလို့ဒါကိုလိုဘဝပြတ်တာဒီလိုမိမပြတ်တာမရှိတဲ့မိမဖြာတဲ့ချက်ရှိရင်ကဘာမှပြီးပါကမဲ့မိမ ဆက်လို ကြော က် က်ကြပါမပြတ်တာမရှိတဲ့မိမပြေးကြောင်ကဘာပြတ်တာ ချောက်ပါလို့မောင်ရဲ့ ဒါရှိနေတဲ့ဖက်တဲ့တွေကဘယ်လိုငါတို့ကဝယ်လို့ရတယ်ကဘာမှဘုရားနှစ်ဖက်ကြီးတော့နှစ်ဖက်ကိုရက်ပေါ်တော့တယ်ကွာ ဘယ်ကတော့ရက်ပေါင်းတော့လေတဲ့ကောင်က ချောက် ငါဘဝသိုးပြတ်တယ်လားသိပြီမင်းပြောတယ်မလား ချောက်ရမောင်ရဲ့မောင်နဲ့ကျမရဲ့ဘဝကလူမသိတဲ့အုပ်မောင်းချစ်တာဘယ်ပြီးတော့ဘယ်ပြီးခဲမှာပြင်းထန်စွာမလောင်ကျွမ်းနိုင်ပါဘူးချစ်သူနဲ့အတူနေရတဲ့ဘဝထက်ဘယ်နည်းစီဘယ်ပန်းမှာလှပစွာမပွင့်လန်းနိုင်ဘူးငါနှလုံးသားထဲမှာမှန်တစ်ချက်ဓာထားပါလားဒါမှငါအချစ်ဘလောက်စစ်မှန်နေဆိုတာမင်းမြင်နိုင်လဲချစ်ဦး တချင်းတိုးနေရတာဒီတချင်းတိုးနေရတာ အုံမောင်းချစ်နဲ့လွဲသွားတော့ 你那边不老会不能表表，去把人家，你干嘛出来弄股票？你按照股票来开吧啊！按照买嘛的。 အဲ့ဒီလေးအားကောင်းကြောက်ပါတော့မောင်ရဲ့ကျမမလိုက်နိုင်ဘူးမောင်ဟာဒီအငင်းသမားတရားဝင်တရားထပ်ပွဲလေခမရမယ်ကျမမှလင်းရှိပါတယ်ကျမမှသမီးလေးတစ်ယောက်ရှိရဆိုတော့ကျမမေ့ဘူးမောင်မနှက်ဖန်ဆိုရင်ကျမတို့သမီးလေးရဲ့အသက်62နှစ်ပြည့်မွေးနေမှာ Happy birthday, Papa。ဘာရှိတာမနေလို့ရှင်းနေတာခုနလား ဟုတ်တယ် မမဘာတမီးရရှိတယ်ရှိတယ်ခုနကတို့ကတော့သူ့ကိုမေးပေါ်မယ်တော့ ကျမမလိုက်နိုင်ဘူးမောင်ကျမမလိုက်နိုင်ဘူး ပြေးကြတယ်နော် သိချတယ် မင်းဆုံးဖြတ်ပြီးပြီနော် ဆုံးဖြတ်ပြီးအရင်တော့ဒီနားမှာထိုးထားတဲ့တက်တူကအဲ့ဒါမဟုတ်ပါဘူး ကျွန်တော်ထိုးတော့ကျွန်တော်နှခါဆိုပြီးထိုးခိုင်းတယ်နည်းနည်းလေးရှုပ်သွားတယ်ဆရာလို့လုံနေတယ်ထမောင်ကင်းတာလုံလိုက်တော့ထမောင်ကင်းမင်းနဲ့မရခင်တော့ငါရဲ့ချင်းနဲ့တော့ထိုးတယ် ကျမနာမည်ရမင်းသူသားလေး သူနဲ့ကျွန်တော်မရခင်တော့ကျွန်တော်ရဲ့ချစ်သူနာမည်ကရမင်းငါတို့တိတ်ချင်တယ်ငါတို့တိတ်ချင်ခဲ့တာရမင်းမသားမ တိတ်ခွဲနေတာ ကျွန်တော်သူ့ချစ်လို့ပြီးကျွန်တော်ရင်ပါမှာတက်တူထိုးတာရမင်းကိုချစ်တယ် တကယ်တော့အဲ့တက်တူက မသားမတက်တူထိုးပြီးတော့ကိုမကြောက်တော့ပဲရကောနဲ့ခိုးသွားတက်တူရတဲ့ငါတိရောနေမသားမအားနဲ့ဖြစ်မှာကတက်တူစီကကျန်းခေါ်တယ်လားတော့မလင်းတော့လိုက်သွားအဲ့ဒီရမင်းဆိုတဲ့ဟာကိုရပ်ပလက်ကွာဘွားတက်ကလေးတွေတက်ပြီးကြမှာအဲ့မှာရမင်းကနေချမ်းမင်းဖြစ်သွားဘာမှမဟုတ်ဘူးကလည်း ချမင်းကိုချစ်တယ်ပေါ့ ဒီကောင်ဘာလို့မပြောင်းရလဲကျွန်တော်တို့မိမတွေဘာလို့မတက်တာမရှိဘူး လိုက်နိုင်ဘူးမရှင့်ကိုကျမစိတ်နာတခုမပြောလိုက်ဘူးရှင်နဲ့ကျမနဲ့ကွဲကွာပြီးတဲ့နောက်မှာ ဆရာဝေကြီးရှင်မတွေ့ပြီးရတဲ့ ရှင်နဲ့ကျမဝေးပြီးတဲ့နောက်မှာကျမအာကိုအာရာပြုတ်ရမယ်အသားကြီးတိတ်လာတယ်ကိုတိုးဝေကိုကျမယူလိုက်တယ်ကျမအသားပြည့်တဲ့သူမတ်တယ် ဒီကတပတ်လေးကွာသူကငါသွားပဲနေရတယ် ငါဒီချိန်မှာကြောက်နေလို့အုံးမဲတုတ်ထားလားမမမဲတော့မြန်မာသို့လို့ အဲ့ဒီကောင်ကို ဟုတ်တယ် ဟာဟာ ကဲပါဒီကလည်းပြောနေကြပါ အဲ့တော့ကိုတုတ်ကြီးရှင်ကတော့လာရတဲ့ကိုပြန်လိုက်တော့ ကပါလေထွေးစိတ် နှာခေါင်းခွဲစိတ်ပြီးမှပြန်လာတယ်အပီကိုမကြိုက်ဘူး ဒီပါငါ ဒီနှာခေါင်းကဘာလို့ပြီးတာလဲ ကိုမဝင်းတဲ့တိုင်းကြီးပြန်လာခဲ့ပြီဆို ဒါပြီ သူဟင်းတော့ကောင်းအောင်ချက်တာနှာခေါင်းတော့ပြပြပြီးတယ်လား ဒါပေမဲ့ကြာရင်